in the universe လို့ signal ပြပြီးတော့ကိုကဒီလို divine tools တွေပေါ့နော် tarot ဆိုတာအရန်ရိုးရှင်းပါတယ် divine tools တွေလို့ခေါ်ပါတယ်ဒါတွေကနော် universe နဲ့ကိုယ့်ရဲ့ယုံကြည်မှုစွမ်းအားတွေ power တွေကိုသုံးပြီးတော့ကိုသိကျင်တဲ့အရာတွေကိုhappy money နဲ့divine tools တွေနဲ့ energy check မယ်အခြေရေးတွေမေတ္တာရေးတွေအိမ်တောင်ရေးတွေနောက်ထပ် personal development တွေပေါ့နော်ပြီးတာနဲ့မေတ္တာရေးအစီအရင်တွေလုပ်ကြမယ်နော်မေတ္တာရေးအစီအရင်တွေဆိုတာကလူခေါ်ပြန်ပေါင်းလို့ဘာလို့မဟုတ်ဘူးနော်အရန်ကိုရိုးတယ်လူခေါ်ပြန်ပေါင်းဆိုတာကိုပြန်ရှာတဲ့ဒါမေတ္တာရေးတွေစစ်မှန်တဲ့loyal man ပေါ့ကိုလိုချင်တဲ့စစ်မှန်တဲ့ loyal man ရဲ့ကိုလိုချင်တဲ့အရာတွေကိုကိုကနေပြီးတော့မှလက်တွေ့ကြနဲ့ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာတွေကိုတိုးတက်အောင်လုပ်ပြီးတော့ကိုကဘွားတွေကိုက loyal woman ဖြစ်တဲ့အတွက်ကြောင့်မလို့ loyal man ကိုလိုချင်တဲ့မေတ္တာရေးအစီအရင်တွေပဲဖြစ်ပါတယ်နော်ကျမတခုပြောပြမယ်ဒီလူတယောက်ကိုအရန်လိုချင်လို့ဒီလူတယောက်ကိုအရန်လိုချင်လို့ဆိုမရပါဘူးနော်ပြောရမယ်ဆိုလို့ရှိရင်တော့မရပါဘူးဒါပွန့်ပွန့်လင်းလင်းပြောတာဘာဖြစ်လို့လဲဆိုတော့ကျမတို့ကအရန်ကိုလိုချင်ပြီးတော့ပူလောင်နေရဆိုလို့ရှိရင်ကျမတို့ကဘာဖြစ်တတ်သွားလဲဆိုတော့ဘန်းနောက်တွေဖြစ်သွားတတ်တယ်ဟာလားဟာတခါလေလောဘဒေါသမောဟတွေနဲ့เนาะဒါ spiritual ရှုထောင့်ကနေပြောတာเนาะကျန်တဲ့အရာတွေကိုကျမပြောတာမဟုတ်ဘူး spiritual ရှုထောင့်ကနေပြောရမယ်ဆိုလို့ရှိရင်ကျမတို့ကတခုခုအရန်ကိုလိုချင်နေပြီဆိုတာနဲ့ကိုက surrender move ကိုသုံးရတယ်လွတ်ချလိုက်တာပေါ့နော်လွတ်ချလိုက်တဲ့အခါမှာကိုနဲ့ထိုက်တန်တဲ့လူတစ်ယောက်ကကိုဘွားတွေကိုဝင်ရောက်လာတယ်။ဘာဖြစ်လို့လဲဆိုတော့ကိုက loyal woman ဖြစ်တဲ့အတွက်ကြောင့်မလို့ loyal man ကိုလိုချင်တဲ့ universe ကို signal ပြထားတယ်။ဒါကlaw of attraction လို့နော်ဒါ spiritual ဘိုင်းကိုလေ့လာနေတဲ့လူတွေဆိုရင်သိတယ်သဘောတရားတွေပေါ့နော်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲတိုးတက်သွားတာနဲ့အမျှကိုယ့်ဘဝတွေကိုကိုယ်နဲ့ထိုက်တန်တဲ့အမျိုးသားဝင်လာလိမ့်မယ်နော်ဒီတော့intention ချပါကိုကဘယ်လိုလူမျိုးကိုလိုချင်လဲကိုကဘယ်လိုလူမျိုးကိုလိုချင်လဲကိုက loyal man ကိုလိုချင်တယ်မလားကဲကိုက loyal woman ဖြစ်ဖို့အရေးကြီးတယ်နံပါတ်1ဘာဖြစ်လို့လဲဆိုတော့ကိုလိုချင်တဲ့အရာကိုပဲ universe ကပေးတာကိုလိုချင်တဲ့အရာကကိုဖြစ်နေရမှာเนาะ loyal man ကိုလိုချင်လို့ရှိရင်ဘာလုပ်မလဲ loyal woman ဖြစ်နေရမယ်ကိုကတစ္ဆာရှိတော့မှကိုကတခါတည်း intention ချပြီးတော့ universe ကို signal ပြပြီး unconscious mind ထဲမှာတခါတည်းရိုက်ထည့်ထားလို့ရှိရင်သိကြတယ်เนาะအမျိုးသမီးတွေမဝင်လာဘူးတစ္ဆာမရှိတဲ့အမျိုးသားတွေလုံးဝဝင်မလာဘူးသိကြတယ်ဘာဖြစ်လို့လဲဆိုတော့ကိုကယုံကြည်မှုနဲ့ universe ကို subconscious ထဲမှာ signal ပြထားလိုက်တယ် I believe in the universe loyal man เนาะအဲ့တော့ကို trust ရှိပါဒီတော့ကဲ universe ကို signal ပြပြီးတော့ divine tools တွေနဲ့ I believe in the universe ဆိုပြီးတော့ signal ပြပါเนาะ